တရားနာရဲဆိုတာပါပါလေပုဂ္ဂိုလ်ကိုကယ်တင်တဲ့အလုံးဆိုတော့မှတ်ပါဒါဖြင့်တရားဓမ္မတို့တရားနာကိုအကြောင်းမြင်နေဘူးလို့ရတဲ့ကိစ္စဝိသတွေကများလို့တရားမနာဖြစ်ဘူးဆိုလို့ရှိရင်ပုဂ္ဂိုလ်ကယ်တင်တဲ့လို့မကယ်တင်သေးဘူးလို့ပြောလိုက်တာနဲ့အတူတူပဲဘိတ်ကြောက်ရှာကောင်းပါလားတရားဓမ္မတွေရှင်ကြီးကပုဂ္ဂိုလ်ကယ်တင်တဲ့လို့ဘယ်မှာအားမလားသေးလို့မကယ်တင်သေးဘူးဆိုတော့ကယ်ထုတ်ခြင်းကိုဖြစ်ကြပေဒီတော့ဆိုတဲ့အဓိပ္ပာယ်တခါကျွေရောက်မရောက်ဟောဒါကဘုန်းကြီးဓမ္မတွေမပါသေးဘူးလို့ဆိုရမယ်ဘယ်လိုဆိုလိုက်ပါမပါသေးဘူးလို့ဆိုလိုက်ပါနော်ဘာကြောင့်မပါသေးဘူးလို့ဆိုရပါလိမ့်မလို့ဆိုတော့ကိုယ်ရည်ရင်းနဲ့နေတာကိုကိလေသာရည်ရင်းမှနစ်နေတယ်ကြားလို့ချင်းအဘဝဆိုတဲ့ဝဲတဲ့ကိုလဲရတော့မယ်ကိလေသာရည်ညှောလို့ချင်းအဘဝရည်ထဲမှာလဲရတော့မယ်လဲပြီးဒီကလာအောက်ကံကြရတဲ့ဘယ်လေးကမြုပ်ရတော့မယ်ဒါကိုပဲလောကီကိစ္စတွေနဲ့မအားသေးဘူးမလတ်သေးဘူးလို့ဆိုတဲ့အိဗယ်ကိုဓမ္မတွေကအော်ငါမျောနေတာဝဲရရောက်တော့မယ်ဝဲရရောက်ရင်မြုပ်ရတော့မယ်ဒါတွေကိုဓမ္မတွေကမသိတော့မအားသေးဘူးဆိုပြီးကြတာကိုယ့်ကိုမျောနေတာကလည်းမကယ်တင်ဝဲရောက်မှာကိုလည်းမကယ်တင်မြုပ်သွားမှာကိုလည်းမကြောက်လားဆိုတော့ဒီဖြစ်ဟာဖြစ်ဆိုလို့မှတ်လိုက်သမ်းနားလည်ကြတရားနာဆိုတာဘာလို့ပါလဲပုဂ္ဂိုလ်ကဲတင်တဲ့အလုပ်ကိုတရားဓမ္မတွေပုဂ္ဂိုလ်မှာမကနာလို့မနာပြဘူးဆိုတဲ့သင်္ကြန်လုံးမှာတရားကျေရုံးလာဘူးကိုကြက်စရာကောင်းဆုံးလုပ်တယ်ဉာဏ်တက်ရကြတရားနာပြင်းတိုင်းတရားထုတ်ပြင်းတိုင်းပုဂ္ဂိုလ်ကမျောနေတယ်ကိလေသာရည်တယ်ယောဂာအဘဝဆိုတဲ့အဝိဇ္ဇာသောဒိဋ္ဌာသောအဝိဇ္ဇာသောဆိုတဲ့တရားတော်ကိုသစ္စာမသိဘူးဒိဋ္ဌာသောဆိုတာနာကုငါခြင်းမှုကာမသောဆိုတာဘုံဘဝတွေဆူတောင်းပြီးကိုယ်ဘဝတွေကိုယ်ကာယနေတာကလည်းဒါဝဲလှည့်နေတာဘဝဆိုတာလည်းဘာတွေလူများတွေလူပြီးဘဝတွေဆူတောင်းနေကြအသေးတောင်းတာအဲ့ဒီဘဝတွေတရားဓမ္မတွေဒီဝဲလှည့်ပြီးဒီကလာနေတာလေမြုပ်မလို့လှည့်နေတာကိုတရားဓမ္မတွေကတရားမနာတော့မျောခြင်းတို့မျောလှည့်ခြင်းတို့လှည့်မြုပ်ခြင်းတို့မြုပ်နေကြည်တော့ကိုမတနာလို့ဥပ္ပခါထားလိုက်တာနဲ့တူလိုက်တာဘာနဲ့တူပါလဲဟောခဏလို့မသိလို့ခေါ်ပြောနေရတဲ့ဖြစ်စဉ်ကတော့ဝိလာဘူးတို့ရဲကျဲတို့ရဲတစ်တို့ဒီတိုင်းပဲမသိလို့ခေါ်ပြောနေရရင်းပြီဒါကြောင့်ဓမ္မတွေတရားနာပြင်းတဲ့ပုဂ္ဂိုလ်တရားထုတ်ပြင်းတဲ့ပုဂ္ဂိုလ်ဟာမျောခြင်းလို့မျောလှဲ့ခြင်းလို့လှဲ့မြုပ်ခြင်းလို့မြုပ်တဲ့လူကြီးကိုပုဂ္ဂိုလ်ပြစ်ထားတယ်ဘုပြစ်ထားတယ်ပုဂ္ဂိုလ်ပြစ်ထားတယ်ဆိုတော့ဓမ္မတို့ဘုရားတို့ရောင်းတာပဲလားမြတ်တန်သံတာကိုဘုန်းကြီးများကမကြည့်လို့မရသေးခြင်းလို့ဒီလိုပြောတယ်ဆင်းနေတဲ့ဝဲထဲမှာလှဲ့နေလို့မြုပ်သွားမှာဆိုရင်လို့ဓမ္မတို့ဉာဏ်လေးပြန်လှည့်ပါဦးခန္ဓာများရဲ့ကိလေသာဖြတ်တဲ့အလုပ်လုပ်ပါအောင်ဝဲရက်တဲ့အလုပ်လုပ်ပါအောင်မြုပ်တာကိုမမြုပ်အောင်ကဲတင်ပါအောင်ဆိုတဲ့အဓိပ္ပာယ်နဲ့ဘုန်းကြီးကတရားဟောတာဒါကြောင့်ကောင်းကောင်းရေးအဲ့တော့ဘုန်းကြီးဓမ္မတွေကလည်းဒီနေ့တော့လည်းမအားနောက်တစ်နေ့ပါဖြစ်တယ်မအားဘာကြောင့်မအားတာလဲကိလေသာခိုင်းလို့မအားဘာကြောင့်မအားပါလဲကိလေသာခိုင်းလို့မအားတာကိုပဲရတယ်မှုယူလို့မှုကြောင့်မအားတာကိုညှောနေတာကိုပဲမျောမှမသိတော့မအားရနဲ့သူသုံးလိုက်မအားရနဲ့သူသုံးလိုက်တော့သူရှင်းမှုသူမတွတ်တတ်အမှန်ဆိုရတဲ့ဓမ္မတွေပဲတော့ပြည့်တင်လို့ရှိရင်လည်းများတော့ခံရပါပဲ။ဒါကြလည်းမအားရပြည့်သိကြပါလား